လူသေးတွေကိုမြုပ်ထားတဲ့တုတ်တန်လို့ပြောလိုက်ပြီဆိုတာနဲ့အားလုံးရဲ့စိတ်ထဲမှာကအရန်ကိုကြောက်စရာကောင်းတဲ့ခြောက်ခြားစရာကောင်းတဲ့နေရာတစ်ခုလိုပဲထင်ကြမှာပါဒါပေမဲ့ကမ္ဘာပေါ်ကဒီနေရာမှာတော့လူပေါင်း4000ကျော်ကအလောင်းတွေဂူဘိမှန်တွေနဲ့အတူတူရှင်တွဲပြီးတော့နေထိုင်နေရဆိုတာကိုသင်သိပြီးပြီလားဒီအကြောင်းကိုနားလည်ဖို့ဆိုရင်ပထမဆုံးအနေနဲ့ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမြို့ရဲ့အကြောင်းကိုသိဖို့လိုပါမယ်။မနီလာကကမ္ဘာပေါ်မှာလူဦးရေအသိအသေးဆုံးမြို့တွေကတစ်ခုလည်းဖြစ်ပါတယ်။လူဦးရေကအရန်များပြီးတော့မြေနေရာကရှားတဲ့အတွက်အိမ်ငှားကားတွေကအရန်ကိုအဈေးကြီးပါတယ်။မနီလာမြို့ပေါ်ကဆင်းရဲသားရပ်ကွက်တွေမှာနေမယ်ဆိုရင်တော့ခေါင်မိုးတွေကလည်းမလုံးသလိုရာဇဝတ်မှုတွေကလည်းအရန်ကိုပေါ်များပါတယ်။ဒါပေမဲ့တုတ်တန်ထဲမှာရှိရဲ့မိုဇိုလီယမ်လို့ခေါ်တဲ့ဒီကူဘိမှန်ကြီးတွေကတော့အဲ့ဒီလိုမဟုတ်ပါဘူးဒီကူဘိမှန်ကြီးတွေကကွန်ကရစ်တွေနဲ့အခိုင်အမာတည်ဆောက်ထားတာဖြစ်တဲ့အတွက်မိုးလုံလေးလုံလည်းရှိပြီးတော့အခမဲ့လည်းနေလို့ရပါတယ်အဲ့ဒီတော့ဆင်းရဲတဲ့မိသားစုတွေအတွက်ဒီကူဘိမှန်ကြီးတွေကခြောက်ခြားစရာကောင်းတဲ့နေရာဆိုတာထက်သူတို့တွေရဲ့ဘေးကင်းလုံခြုံတဲ့ခိုလုံစရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ဒါဟာတုတ်တန်ဆိုပေမဲ့တကယ်မျိုးငယ်လေးတစ်မျိုးလိုမျိုးစနစ်တကျရှိနေရပါအုတ်ဂူတွေကြားမှာလမ်းကြားလေးတွေလည်းရှိပါတယ်အိမ်နံပါတ်တွေလည်းရှိပါတယ်တချို့ကူဘိမှန်တွေဆိုရင်လျှက်စစ်မီးရောက်မှရကြပါတယ်သူတို့ကအပြင်ကလျှက်စစ်လိုင်းတွေကနေပြီးတော့ခိုးယူသွဲတာဒါမှမဟုတ်လို့ရှိရင်ဘက်ထရီအိုးတွေသုံးတာမျိုးနဲ့ TV တွေလည်းကြည့်ကြပါတယ်ဖုန်းအားတွေလည်းသွင်းကြပါတယ်ဆိုတော့ဒီနေရာကလူတွေတွေထားတဲ့နေရာကနေပြီးတော့စင်းရဲသားတွေနေထိုင်တဲ့ရပ်ကွက်တစ်ခုလိုမျိုးဖြစ်လာတာ10စုနှစ်နဲ့ချီရှိနေပါပြီအခုမြင်နေရတဲ့ကောင်မလေးကတော့ဂျိုဝါနာလို့ခေါ်ပြီးတော့သူကသူ့ရဲ့ချစ်သူနာကိုလိုက်ရင်းနဲ့ဒီတုတ်တန်ထဲမှာအိမ်ထောင်ကြပြီးတော့ကလေး2ယောက်တောင်မှရနေပါပြီသူနေတဲ့အိမ်ကတော့အရန်ကိုအံ့ဩစရာကောင်းပါတယ်အောက်ထပ်မှာကအုတ်ကူအပေါ်ထပ်မှာကသူတို့မိသားစုတွေအိတ်တဲ့နေရပါဒီမျိုးသားရဲ့နာမည်ကတော့ဒေါ်တော်လို့ခေါ်ပြီးတော့သူကလည်းအုတ်ကူပေါ်မှာပဲအခန်းလေးဆောက်ပြီးတော့နေတာပါသူကတော့အုတ်ကူပိုင်ရှင်မိသားစုတွေနဲ့အရန်ကိုအဆင်ပြေအောင်နေပါတယ်အုတ်ကူပိုင်ရှင်တွေကသူတို့ရဲ့ဆွေမျိုးကူတွေကိုတန်ရှင်းရေးလုပ်ဖို့နဲ့စောင့်ရှောက်ပေးဖို့အတွက်ဒီလူတွေကိုအခမဲ့အနေခွင့်ပေးထားတာပါဆိုတော့ဒီနေရာမှာနေတဲ့လူအများစုကတော့ caretakers လို့ခေါ်တဲ့အုတ်ကူဆောင်းတဲ့လူတွေပါအုတ်ကူပိုင်ရှင်တွေကသူတို့ကိုနေခွင့်ပေးတယ်လို့ပဲသူတို့ကလည်းအပြန်အလှန်အနေနဲ့အုတ်ကူတွေကိုအမြဲတမ်းတန်ရှင်းအောင်လုပ်ပေးရပါတယ်ဆေးတုပ်ပေးရတယ်လို့မျိုးတခိုးတွေကအုတ်ကူထဲမှာရှိတဲ့ပစ္စည်းတွေကိုလာမခိုးအောင်လို့လည်းသူတို့ကစောင့်ရှောက်ပေးရပါတယ်ဒီနေရာမှာကအုတ်ဂူတွေကြားမှာဖွင့်ထားတဲ့ဈေးဆိုင်လေးတွေလည်းရှိသလိုမျိုးတချင်းဆိုလို့ရတဲ့နေရာတွေတောင်မှရှိပါတယ်ဒီနေရာမှာနေထိုင်တဲ့လူတွေရဲ့စားဝတ်နေရေးဖြည့်ရှင်းပုံကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်သူတို့တွေရဲ့အလုပ်ကတည်ခြင်းတရားနဲ့ဆက်ဆက်နေပါတယ်အုတ်ဂူတွေအတွက်ကျင်းတူးပေးတယ်အလောင်းမြုပ်ပေးတယ်ဆေးတုပ်ပြီးတော့ပြုပြင်မွမ်းမံပေးကြပါတယ်အုတ်ဂူတွေမှာတက်တဲ့ကပီးစာတစ်ခုကိုလုပ်ပေးပြီဆိုလို့ရှိရင်တစ်ခုကိုမြန်မာငွေ1000ခွဲနှုန်းနဲ့ရပါတယ်တနေ့ကိုအာတုဘပေါင်း100ကျော်လာတဲ့အတွက်ဒီတုံးတန်ကြီးမှာဒါဟာသူတို့ရဲ့ပုံမှန်ဝင်ငွေတစ်ခုလိုဖြစ်နေပါပြီထူးခြားတာတစ်ခုကဒီမနီလာမြို့မှာအုတ်ဂူတွေငှားမယ်ဆိုရင်9နှစ်ပဲခံတာဖြစ်ပါတယ်9နှစ်ပြည့်လို့ပတ်စံထပ်မပေးနိုင်ဘူးဆိုလို့ရှိရင်အလောင်းကိုဖော်ပြီးတော့အိတ်ထဲမှာထည့်ထားကြပါတယ်ပြီးရင်တော့ဒီအလောင်းရဲ့ပိုင်ရှင်တွေကလာယူပြီးတော့တခြားနေရာကိုရွှေ့ပြောင်းကြပါတယ်နောက်ပြီးတော့အဲ့ဒီလွတ်သွားတဲ့နေရာမှာအသစ်လာတဲ့အလောင်းကိုထပ်ပြီးတော့မြုပ်ကြပါတယ်ဒီလုပ်ငန်းအဆင့်ဆင့်ကိုလည်းဒီတုတ်တံမှာနေထိုင်တဲ့လူတွေကပဲလုပ်ကြတာပါကလေးတွေအတွက်တော့ဒီနေရာကစားကွင်းတစ်ခုလိုလည်းဖြစ်နေပါပြီဒီ Russell လို့ခေါ်တဲ့ကောင်လေးကအုတ်ကူတွေကိုတရွတ်တရတန်ရှင်းရေးလုပ်ပေးလေးရှိပါတယ်သူကတရေဆိုတာထက်လူကိုပို့ပြီးတော့ကြောက်တယ်လို့ပြောပါတယ်သူတို့ရဲ့အတွက်ကတော့အုတ်ကူဆိုတာကြောက်စရာကြောက်တုံးကြီးတွေမဟုတ်ဘဲနဲ့သူတို့တွေရဲ့အိမ်သူတို့တွေရဲ့စပွဲသူတို့ရဲ့ဂဒင်တွေလည်းဖြစ်နေပါပြီဒီ
ဒီကလေးလေးတွေကငငယ်လေးတွေကတည်ခြင်းတရားကိုလက်ခံတတ်နေပါပြီဘဝဆိုတာခဏပဲအားလုံးကတည်သွားပြီဆိုတာနဲ့မြေကြီးရဲကိုသွားရမယ်ဆိုရက်အတိကသူတို့ရဲ့ပင်ကိုယ်စိတ်ထဲမှာရောရှိနေကြတာပါဆိုတော့ဒီလူတွေအားလုံးကတော့လူသေးတွေကြားမှာနေထိုင်ရင်းနဲ့သူတို့ရဲ့ဘဝကိုစူးစမ်းရုန်းကန်ပြီးတော့ဖြတ်တန်းနေကြတာဖြစ်ပါတယ်။တင်တို့ရောဒီလိုမျိုးနေရာမှာအခမဲ့နေခွင့်ရမယ်ဆိုလို့ရှိရင်နေရဲကြတာဆိုတာ comment မှာရေးသားပေးပါအောင်နော်။ဆိုတော့ဒီနေ့ဗီဒီယိုကနေပြီးတော့မနီလာမျိုးကလူတွေရဲ့ဘဝကိုဘယ်လိုမျိုးခက်ခက်ခဲခဲဖြတ်တန်းနေရတယ်။လူသေးတွေနဲ့ဘယ်လိုမျိုးနေထိုင်နေရလဲဆိုတဲ့အကြောင်းအရာကိုသိပြီးပြီလို့ထင်ပါတယ်။ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye